တော့ပွဲအားကဲလို့ရွာလုံးတစ်နယ်လုံးပေါင်းစုကပြောတက်တဲ့နေတွန်းလိုက်ရတောင်ကျွန်းသဘူးနှိပ်ဘူးတောင်ကန်ရှိရွယ်မလို့စိတ်တူကိုသူမြမတို့ရဲ့အလူသူပြောအလူတော့ပွဲအားကဲလို့ရွာလုံးတစ်နယ်လုံးပေါင်းစုကပြောတက်တဲ့နေတွန်းလိုက်ရတောင်ကျွန်းသဘူးနှိပ်ဘူးတောင်ကန်ရှိရွယ်မလို့စိတ်တူကိုသူမြမတို့ရဲ့အလူဒါနကိုအခြေခံဝိသန္တရာတို့အလူပုပ္ပမုံစာအပရစေတနာသုံးတန်ပြာချမ်းစိတ်မှကြည်ပြူအယုတ်လက်မြန်မ၍တောင်းသူလာရင်ပင်စားသူလာရင်ကျွေးလို့ပီတိကိုယူတရားဖြူမြမတို့ရဲ့အလူအမေချောင်းစီတောင်းကလေးကကြောင်လူရတဲ့ရနှလုံးသားတို့သိကိုဖြူဘယ်ဘက်ကတဆူတဲ့ညာဘက်ကတလဲဝင်အလူတော်မွဲစင်မင်္ဂလာချက်စီတို့ရွှေမုံငွေမုံသွန်ပြိုးကဆွေရွာပြောအလူတော်ပွဲအားကဲလို့ရွာလုံးတစ်နယ်လုံးပေါင်းစုကပြောတက်တဲ့နေတွန်းလိုက်ရတောင်ကျွန်းသဘူးနှိပ်ဘူးတောင်ကန်ရှိရွယ်မလို့စိတ်တူကိုသူမြမတို့ရဲ့အလူဒါနကိုအခြေခံဝိသန္တရာတို့အလူပုပ္ပမုံစာအပရစေတနာသုံးတန်ပြာချမ်းစိတ်မှကြည်ပြူအယုတ်လက်မြန်မ၍တောင်းသူလာရင်ပင်စားသူလာရင်ကျွေးလို့ပီတိကိုယူတရားဖြူမြမတို့ရဲ့အလူအမေချောင်းစီတောင်းကလေးကကြောင်လူရတဲ့ရနှလုံးသားတို့သိကိုဖြူဘယ်ဘက်ကတဆူတဲ့ညာဘက်ကတလဲဝင်အလူတော်မွဲစင်မင်္ဂလာချက်စီတို့ရွှေမုံငွေမုံသွန်ပြိုးကဆွေရွာ